မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်အမေးများတဲ့6တက်တိုက်ရဲ့9လွှာလောက်တော့လိုချင်တယ်ဗန်ဂျီလေးနဲ့ရရမယ်ရှယ်ပြင်ဆင်ပြီးသားလည်းဖြစ်ကြမယ်ဆိုတော့လူကြီးမင်းတို့အတွက်ကိုကျွန်တော်ဒီတိုက်ခန်းလေးကိုရပါမင်္ဂလာပါခင်ဗျာလူကြီးမင်းတို့အိမ်ထဲဝင်ချင်းဒီအခန်းလေးကိုမြင်လိုက်ရတဲ့ feeling လေးကိုချက်ခံစားကြည့်ပါတကယ်ကိုလှလှပပနဲ့ခန်းခန်းနားနားပြင်ဆင်ထားတယ်ဆိုတာအရန်သိတာခြင်းနဲ့စီတယ်ဧကန်းပေါ့နော်အဓိကဧကန်းကိုကျွန်တော်ပြနေတယ်အိမ်ထဲကိုဝင်လိုက်တာနဲ့မြင်ရမယ့် view လေးချက်ကြည့်ကြည့်ပါခင်ဗျာမျက်နှာချက်အားလှလှပပပြင်ဆင်ထားတယ်ကျွန်တော်တို့ဒီ TV စင်မှာ live feeling နဲ့သူခွေပေးထားတာလေးဆိုရင်လည်းတော်တော်လေးကိုတသက်ရည်ရသူလုပ်ပေးထားတာတွေ့ရတယ်ဝရန်နာမှာဆိုရင်လည်း sign shade တွေပါတွေထုတ်ပေးပြီးသားဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အဝင်ဝမှာဆို my state က channel တသက်ရလေးသူလုပ်ပေးထားတယ်ဒီတိုက်ရဲ့အဓိကအားသာတာကကြတော့ကျွန်တော်တို့ဘေးဘက်ချလည်းအတက်အင်းလုံးဝမရှိတာခင်ဗျညီမတို့လမ်းအနေထားလေးနဲ့ရှေးမျက်နှာစာလေးကိုလည်းကြည့်ပြီးပေါ့နော်အခုဒီကျွန်တော်တို့ဧကန်းကနေပြီးတော့ဒီဘက်ချက်ကိုဒီမင်းတစ်ချက်ကြည့်ကြည့်ပါကျွန်တော်တို့လုံးဝတိုက်အမြင့်မရှိတဲ့အတွက်လေဝင်လေထွက်အရန်ကောင်းတာကျွန်တော်ခံစားမိတယ်နောက်ပြီးတော့ဒါဧကန်းပြီးတော့ကျွန်တော်တို့ဒီအိတ်ခမ်းနှခမ်းနဲ့ဝင်တဲ့ရှောက်လန်းပေါ့နော်ဒီမျက်နှာချက်အလှကိုညီမတစ်ချက်ခံစားကြည့်ပါလက်နဲ့ချက်ကကြေဝင်းဝင်းကိုမှသူဂျက်စင်မုတ်လိုက်ပြီးခွေပေးထားတာကြီးကအရန်လှတယ်ခင်ဗျပြီးတော့ကျွန်တော်တို့တွေ့ချင်းအိတ်ခမ်းတွေကိုကျွန်တော်အရင်ဆုံးဝင်ပြမယ်ပေါ့နော်ညီမတို့တစ်ချက်ကြည့်ကြည့်ပါဒါအိတ်ခမ်းရဲ့အလှဖြစ်တယ်ခင်ဗျအိတ်ခမ်းရဲ့အကျယ်ကြီးပဲအဲ့ဒါကိုမှကျွန်တော်တို့ဂဒင်းမောက်ပါမယ်အိတ်ခမ်းဘက်ကလည်းကျွန်တော်တို့ဒီတိုက်အနေဖြစ်တဲ့အတွက်ကျွန်တော်တို့လေဝင်လေထွက်တာအားကောင်းတယ်အိတ်ခမ်းနှစ်ခမ်းလုံးမှာဂဒင်းမောက်ပါတယ်ပေါ့နော်အဲ့ဒါလေးကဒီတိုက်ရဲ့အဓိကအားသာချက်ဖြစ်လိမ့်မယ်ကျွန်တော်ဟိုဘက်တစ်ခမ်းကိုပြပေးပါမယ်ဗျဒီဘက်အခန်းမှာလည်းကျွန်တော်တို့လုံးဝဟိုဘက်အခန်းနဲ့တော့အကုန်အတူတူပဲပါကေးဆေးရောင်အကျယ်ဝန်းအလူမီနီယံစလိုက်ဘာသုံးပေးတာအစအကုန်အတူတူပဲဖြစ်ပါတယ်ခင်ဗျာအကျယ်ဝန်းကိုလည်းကြည့်ကြည့်ပါမီးတွေပါရဲ့အစသီးတာထည့်ပေးထားတယ်အိတ်ခမ်းဘက်ကလည်းကျွန်တော်တို့ဘေးတိုင်းအနှိပ်ဖြစ်တဲ့အတွက်လေဝင်လေထွက်အရန်ကောင်းတာကိုလူချင်းမင်းတို့ခံစားသိရှိရမှာဖြစ်ပါတယ်အဲ့ရနေပြီးကျွန်တော်တို့ဒီမီးဘိုကန်လေးကိုတစ်ချက်ပြပေးပါမယ်ပေါ့နော်ဒီကျွန်တော်တို့မီးဘိုကန်လေးထဲမှာဆိုရင်တော့ဒီကြွေပြားဒွေပတ်လည်းဟိုတေချာလေးခင်းပေးထားတယ်။နောက်မီးဖို့ကုံဆိုရင်လည်းတတ်တတ်ရရက်နဲ့သူကနေနဲ့သူနှစ်ပေပတ်လည်းကြွေပြားခင်းပေးထားတယ်။မီးဖို့ကုံပေါ်ဒီကျွန်တော်တို့အပေါ်ကိုနေအောင်ကြွေပြားနည်းနည်းလေးကပ်ပေးထားတာပေါ့နော်။ဒါကတော့ကျွန်တော်တို့အရေးပေါ်လေကားကိုထွက်တဲ့အပေါက်ဖြစ်ပါတယ်။ကျွန်တော်တို့ကျုံးလကားလေးသုံးပေးထားတယ်။အရေးပေါ်လေကားအစားတတ်တတ်ရက်တတ်တတ်ရှင်းရှင်းနဲ့နောက်မှလည်းတိုက်မရှိတဲ့အတွက်ပတ်ချလည်းတိုက်အနေဖြစ်တဲ့အတွက်လေဝင်လေထွက်အရန်ကောင်းတယ်။ရေချိုးကနဲ့တွိုင်းလက်ကတော့ကျွန်တော်တို့ဒီ PPC တကားပဲသုံးလာတာဖြစ်တယ်ပေါ့နော်။တွိုင်းလက်ဆိုလည်းအသက်ကလေးတေချာလေးလဲပေးထားတယ်။ရေချိုးကမှာဆိုရင်သူကလေးနဲ့သူအုတ်ကန်လေးနဲ့ဖြစ်ပါတယ်ခင်ဗျ။ကဲဒါဆိုရင်တော့ဒီအခန်းရဲ့အသေးစိတ်အချက်လက်လေးကိုကျွန်တော်ပြပြပေးပါမယ်ဒါဆိုရင်တော့လူချင်းမင်းတို့ဒီတိုက်ခန်းအသေးစိတ်အချက်လက်လေးကိုကျွန်တော်ပြပြပြရမယ့်အချိန်ကိုရောက်လာပြီဒီနေရာလေးကတော့ကျွန်တော်တို့ရန်ကုန်တရက်ကွက်တင်ငန်းညွန့်မြို့နယ်ဘင်းတော်73လမ်းမှာဖြစ်ပါတယ်လမ်းနေထားလေးကလည်းကောင်းမွန်တယ်ပေါ့နော်6တက်တိုက်ရဲ့9လွှာအစစ်ကလေးဖြစ်တယ်ပေ20 60မှာအပြည့်ဆောက်ထားတဲ့အတွက်18ပေ54ပေကျွန်တော်တို့ရောင်းစည်းလေးကတော့3390ပပညှိနှိုင်းရှိပါတယ်ခင်ဗျာကျွန်တော်တို့ဗန်ကြီးရပါတယ်ဗန်ကြီးအတွက်လည်းကျွန်တော်တို့ရမ်းရမ်းချမ်းချမ်းတော်နေပြီးတော့သေးစိတ်လေးစီစဉ်ပေးမှာဖြစ်ပါတယ်အဲ့တော့လာရောက်လေးလိုက်ကြည့်ရှုဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာလာရောက်လေးလိုက်ကြည့်ရှုခြင်းနဲ့ဆိုတော့3ညကိုခွန်936နဲ့334ခေါ်အဲ့တော့2ကလေး1ထင်က333ညကိုအသေးစိတ်လေးပြန်စုံစမ်းလိုက်ပါတယ်ဗျကြည့်ရှုပေးတဲ့တယောက်ချင်းစီရမှာကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ရပါမယ်